ကျွန်တော်တို့မျှော်လင့်ခဲ့တာက Federal Democracy ဒါပေမဲ့လက်တွေ့မှာမြင်ကြရတာကစစ်ပင်ရန်ဝါတာလားညီနောင်မဟာမိတ်ဆိုပြီးဘာလို့စပွဲဝိုင်းမှာမဖြေရှင်းပဲတနက်ချင်းစကားပြောနေကြတာလဲကိုခန်းကို DNLA ကဖေးဖေးလိုက်ရလေနမ်ခန်းကို MNDAA ကထိုးစစ်ဆင်နေဒီတဲ့တွေကြားရတဲ့အခါပြည်သူတွေစိတ်ဖြက်အားငယ်နေကြပါပြီဒါပေမဲ့ခဏလောက်စေးအေးထားပြီးစဉ်းစားကြည့်အောင်အခုဖြစ်နေတဲ့အချင်းချင်းကြားကအယုံမကြည်မရှိဘူးလေနေမြေလူပွဲတွေဟာရုတ်တရက်ဖြစ်လာတာမဟုတ်ပါဘူးဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်ကနေစပြီးစစ်အာဏာရှင်စနစ်ကကျွန်တော်တို့ဦးနှောက်ထဲမှာစိုက်ပျိုးခဲ့တဲ့အစိတ်ပင်တွေရဲ့အသီးအပွင့်တွေပဲဖြစ်ပါတယ်တိတ်ပံနီးကြနဲ့ပြောရရင်လူတစ်ယောက်ဟာအမြဲတမ်းရန်သူဝိုင်းနေတယ်လို့ခံစားနေရရင်သူ့ရဲ့ဦးနှောက်ထဲက logic center လို့ခေါ်တဲ့အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့အပိုင်း prefrontal cortex ကအလို့မလို့တော့ပါဘူးအဲ့ဒီအစားကြောက်စိတ်နဲ့ဒေါ်လာကိုထိန်းချုပ်တဲ့ amygdala ကပဲဦးနှောက်ကိုတိမ့်ပိုက်ထားလိုက်ပါတယ်ဒါကို amygdala hijack လို့ခေါ်ပါတယ်စစ်အာဏာရှင်တွေဟာငါတို့မရှိရင်တိုက်ပြည်ပြိုကွဲမယ်လူမျိုးခြားတွေကမင်းတို့ကိုဝါမျိုးလိမ့်မယ်ဆိုတဲ့ mind တွေကိုပညာရေးနဲ့မီဒီယာကနေတကြဆက်ရိတ်သွင်းခဲ့တယ်ရလကဘာလဲကျွန်တော်တို့လူအဖွဲ့အစည်းကအမြဲတမ်း fight or flight တိုက်မလားပြေးမလားဆိုတဲ့စိတ်နဲ့ပဲရှင်သန်ခဲ့ရတယ်ဒါကြောင့်ပြဿနာတစ်ခုဖြစ်ရင်ဆွေးနွေးဖို့ထက်လက်နက်နဲ့အနိုင်ယူဖို့ကိုပဲပထမဆုံးစဉ်းစားမိနေကြတာဟာစနစ်ဆိုးကဖန်တီးထားတဲ့စိတ်ပိုင်းဆိုင်ရာယောဂလက္ခဏာတစ်ခုပဲဖြစ်ပါတယ်ကိုယ်ခိုင်မှာဖြစ်နေတဲ့တိုက်ပွဲတွေကိုကြည့်ပြီးပြည်သူတွေကငါတို့ဘာမှလုပ်လို့မရပါလားဆိုပြီးအားငယ်နေကြတယ်ဒါကိုစိတ်ပညာမှာ land helplessness လို့ခေါ်ပါတယ်စစ်အာဏာရှင်တွေဟာကျွန်တော်တို့ကိုအလွတ်ကျက်စနစ်နဲ့သင်ကြားခဲ့တယ်မေးခွန်းမထုတ်နဲ့ခိုင်းတာလုပ်ဆိုတဲ့ obedience robots အမိန့်နာခံတဲ့စက်ရုပ်တွေဖြစ်အောင်ပုံသွင်းခဲ့တယ်ကိုကျမကိုဖန်တီးခွင့်မရပဲနှစ်ပေါင်းများစွာနေခဲ့ရတဲ့အခါအခွင့်အရေးရလာရင်တောင်ဘလို့အတူတူရှင်တွဲနေထိုင်ရမလဲဆိုတဲ့စွမ်းရည်ကျွန်တော်တို့မှာပျောက်ဆုံးနေခဲ့တယ်အခုမြင်နေရတဲ့အချင်းချင်းကြားကပဋိပက္ခတွေဟာတကယ်တော့စပွဲဝိုင်းမှာစကားမပြောတတ်အောင်ရှာဖြတ်ခံထားရတဲ့လူအဖွဲ့အစည်းရဲ့ငိုကြွေးတံတွေပဲဖြစ်ပါတယ်စစ်အာဏာရှင်တွေရဲ့အောင်မြင်ဆုံးလက်နက်ခါဒလန်စနစ်နဲ့တန်တရားစိုက်ပျိုးခြင်းပါပဲအိမ်နီးချင်းမယုံအောင်တိုင်းရင်းသားချင်းမယုံအောင်စနစ်တကျခွဲခြားအုပ်ချုပ်ခဲ့တယ်အခုအောက်ခြေမှာတိုက်ပွဲတွေဖြစ်နေချိန်မှာငါတို့ထောက်ခံတဲ့အဖွဲ့ကမှန်ပါတယ်ဆိုပြီးတစ်ဖက်နဲ့တစ်ဖက်အပြစ်တင်နေကြတာဟာ cognitive dissonance ကြောင့်ပါမိမိယုံကြည်ထားတဲ့အဖွဲ့အစည်းကအမှားလုပ်နေတာကိုမြင်နေရပြီမဲ့လက်မခံနိုင်တဲ့အခါအုံနှုတ်ကတခြားတစ်ဖက်ကိုအဖြစ်ပုံချဖို့ကြိုးစားပါတယ်ဒါဟာစစ်အာဏာရှင်တွေရဲ့ social engineering လူမှုဗေဒဆိုင်ရာပုံဖော်မှုအောက်မှာကျွန်တော်တို့အားလုံးကြရှုံးနေကြတာကိုပြနေတာပါအခုကုတ်ခိုင်နဲ့နန်းခမ်းမှဖြစ်နေတဲ့ဖြစ်စဉ်တွေဟာပုဂ္ဂိုလ်တူဦးတယောက်အဖွဲ့အစည်းတစ်ခုတည်းရဲ့အမှားမဟုတ်ပါဘူးဒါဟာ dictatorship legacy လို့ခေါ်တဲ့အာဏာရှင်စနစ်ရဲ့အမွေဆိုးတွေကြောင့်ဖြစ်လာရတာပါကျွန်တော်တို့ဟာတစ်ဖက်နဲ့တစ်ဖက်လက်ညှိုးထိုးနေကြမယ်စားငါတို့အားလုံးရဲ့အုံနောက်ထဲမှာစစ်အာဏာရှင်တွေထည့်ပေးလိုက်တဲ့ရန်လိုမှုနဲ့အစွန်းရောက်အမျိုးသားရေးဝါဒဆိုတဲ့ parasite လို့ခေါ်တဲ့ကပ်ပါကောင်တွေကိုအရင်ဆုံးဖယ်ထုတ်ဖို့လိုပါတယ်ဒါဟာနယ်မြေလူပွဲမဟုတ်ပါဘူးဒါဟာစိတ်ဓာတ်ရေးရာပြုပြင်ပြောင်းလဲရေး mental revolution ကိုမလုပ်နိုင်သေးတဲ့ကြော်ကွင်းတွေကယုံမခွနိုင်သေးတဲ့တန်တရားဆက်ဝင်ကြီးပဲဖြစ်ပါတယ်ကျွန်တော်တို့ဟာစစ်ပင်ရင်တွေရဲ့လက်အောက်မှာနာခံတဲ့ဆက်ယူတွေဖြစ်ဆက်နေမလားဒါမှမဟုတ်စနစ်ဆိုးရဲ့အစိတ်တွေကိုစေးကြော်ပြီးတကယ်လူတွေဖြစ်ဆွေးနွေးညီနိုင်မလားဆိုတာအခုအချိန်ဟာအဖြေထုတ်ခမဲ့အချိန်ပဲဖြစ်ပါတယ်မြန်မာပြည်အနှံပြားမှာတော်လန်ရေးအရှိန်ဟုန်ကအထွတ်ထိပ်ကိုရောက်နေပါပြီ DNLA နဲ့ MNDAA တို့အပါအဝင်ညီနောင်မဟာမိတ်တွေဟာနယ်မြေအသီးသီးကိုသိမ်းပိုက်နိုင်ခဲ့ကြပါတယ်ဒါပေမဲ့အခုမြင်တွေ့နေရတဲ့နယ်မြေစိုးမိုးမှုတွေဟာတစိုးတစ်ဖွဲ့တည်းတော်လို့ကောင်းလို့ရလာတာမဟုတ်ပါဘူးဒါဟာတနိုင်ငံလုံးကပြည်သူတွေရဲ့ຫນွေဦးတော်လန်ရေးအရှိန်ဟုန်ကြောင့်ဆိုတာကိုဘယ်သူမှညင်းလို့မရပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်သမိုင်းကိုပြန်ကြည့်လိုက်ပါတိုင်းရင်းသားလက်နက်ကင်တွေအချင်းချင်းနယ်မြေလူအာဏာလူပြီးတိုက်ခဲကြလို့ဘာတွေထူးခြားခဲ့သလဲဘယ်သူမှမကြည်ကွာခဲ့သလိုပြည်သူတွေပဲမြေစာပင်ထစ်ခဲ့ရပါတယ်ဒီနေ့မှလည်းအချင်းချင်းပြန်တိုက်နေကြဟာအာဏာရှင်စစ်တပ်ကိုပြုံးပြီးကြည်နေခွင့်ပေးလိုက်တာပါပဲသူတို့နှစ်ပေါင်းများစွာအမြင့်တွယ်အောင်ဖန်တီးခဲ့တဲ့ဒီ divide and rule သွေးခွဲအုပ်ချုပ်ရေးစနစ်ကြီးကအခုထိအလုတ်လုံနေသေးလို့ပါပဲအခုလိုအချင်းချင်းပြန်တိုက်နေတာဟာနိုင်ငံတကာအတွက်အလွန်ဆိုးဝါးတဲ့ပြရုပ်တစ်ခုဖြစ်ပါတယ်ပထမအချက်ကစစ်တပ်မရှိရင်မြန်မာပြည်ဟာမင်းမဲ့စရိုက်ဆန်ပြီးပြိုကွဲသွားမယ်ဆိုတဲ့စစ်ကောင်စီရဲ့ဝါဒဖြန့်မှုကိုတင်တို့ကကိုယ်တိုင်တက်သေးပြပြီးသလိုဖြစ်နေပါတယ်ဒုတိယအချက်ကတော့နိုင်ငံတကာက Federal Democracy အပေါ်ယုံကြည်မှုလျော့နေသွားပြီးကုညီထောက်ပံ့မှုတွေရပ်တန့်သွားနိုင်ပါတယ်
ငင်းချမ်းဟေးကိုတိဆောက်နိုင်စွာမရှိတဲ့အဖွဲ့အစည်းတွေကိုကဘာကအတိအမှန်မဖြစ်ပါဘူး ဒါကိုမြင်သာအောင်ဥပမာပြရရင်လှေတစ်စင်းပေါ်မှာလူ10ယောက်ပါလာတယ်ကံပေါ်ကရန်သူကလှေကိုပြစ်နေတယ်ဒါပေမဲ့လှေပေါ်ကလူတွေကရန်သူကိုပြန်ပစ်ဖို့ချက်လှေပေါ်မှာဘသူကဘေးနေဟာမှာထိုင်မလဲဆိုတာကိုအချင်းချင်းတတ်နေကြတယ်လို့ပါပဲလှေနဲ့သွားရင်တော့ဘသူမှအသက်ရှင်မှာမဟုတ်ပါဘူးစင်နှခုံတက်ကြရင်မျက်ပင်တွေပဲကြေမွားရပါတယ်အခုလေလက်နက်ကင်အချင်းချင်းအာနာလူရင်ပြည်သူတွေပဲဒုက္ခရောက်ရမှာပါယနေ့တင်တို့ရထားတဲ့အောင်ပွဲတွေဟာတခဏတာပဲထက်သွားနိုင်ပါတယ်အချင်းချင်းတိုက်နေတဲ့လမ်းကြောင်းဟာ နန်ဒါတွေနဲ့အတူ ကြရှုံးကန်းကိုပဲဥတီသွားပါလိမ့်မယ်တွေးကွဲခြင်းရဲ့အဆုံးသတ်ဟာအာနာရှေလက်အောင်မှာပြန်ပြီးဒူးထောက်ရခြင်းပဲဖြစ်ပါလိမ့်မယ်အချင်းရှိခိုက်မှာအမှန်တရားကိုမြင်အောင်ကြည့်ကြဖို့တတိပေးလိုက်ပါရစေမိဘပြည်သူများခင်ဗျာအခုဖေးရတဲ့အပေါ်မိဘပြည်သူတို့ရဲ့အမြင်ကိုလည်းကောမန့်မှာရေးသားပေးခဲ့ကြပါအောင်ကျွန်တော်တို့အားလုံးညီညွတ်မှသာအာနာရှင်စနစ်ကိုအမြင့်ဖြတ်နိုင်ပါပါအားလုံးကိုကျေးဇူးတင်ပါတယ် This is the voice of truth. Facts. Knowledge.